မင်္ဂလာပါခင်ဗျာပသိမ်မြို့မျိုးစစ်ဈေးအတွင်းညောင်ကိုင်းကြို့ကြမှုကြောင့်ဈေးရောင်းသူနှစ်ဦးတန်ရရာစီပင်းတာဝန်မဲ့ပြောဆိုဖို့ပေါ်ဝေဖန်မှုများထွက်ပေါ်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ခင်ဗျာအေယာရီတိုင်းပသိမ်မြို့အမှတ်3ရပ်ကွက်ရှိမျိုးစစ်ဈေးအတွင်း၌ညမန်နေ့ဩဂုတ်လ18ရက်နနက်9နာရီဝန်းကျင်ခန့်ကတတန်းကြာရှည်နေသည့်ညောင်မင်းကြီးမှာအကိုင်းခက်များမိုးတံလေးတန်းကြောင့်ဆွေးမြေကျူးကြခဲ့ရာပြန်ကြဈေးရောင်းသူမြို့ကန်တို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ဖြစ်စဉ်မှာရှေ့9သိန်းရက်ကွက်တွင်နေထိုင်သည့်ငင်းသည့်ဟင်းရွက်ရောင်းချသူအဖွားတဦးနှင့်ဗန်းရောင်းသူအမျိုးသမီးတဦးတို့ပြန်ကြဈေးရောင်းချနေစဉ်တပ်တိုင်းရဲ့ညောင်ကိုင်းကျိုးကြလာခြင်းဖြစ်သည်။အဆိုပါဖြစ်စဉ်ကြောင့်ငင်းသည့်ဟင်းရွက်ရောင်းချသည့်အဖွားဖြစ်သူမှာဦးကောင်းခွန်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီးဗန်းရောင်းသည့်အမျိုးသမီးမှမူသတိလစ်သွားခဲ့တော့လေစိုးရိမ်စရာမရှိကြောင်းသိရပါတယ်။ဦးကောင်းခွန်ကွဲဒဏ်ရာရရှိခဲ့သည့်အဖွားဖြစ်သူဟာပသိမ်ပြည်သူစေယုံကြီးတို့ချက်ချင်းပို့ဆောင်ကုသခဲ့တော်လဲလက်ရှိတွင်သတိပြန်မလဲပဲအသက်အန္တရာယ်စိုးရိမ်ရသည့်အတွက်ဒါဝင်ကြဆရာဝန်များကရန်ကုန်စေယုံကြီးတို့ရေးပေါ်ရွှေ့ပြောင်းကုသရန်ညွှန်ကြားထားကြောင်းလည်းမိသားစုနှင့်မိသက်သူများထံမှသိရပါတယ်။အဆိုပါမတော်တဆမှုနှင့်ပတ်သက်ပြီးမြို့နယ်စီပင်သားယာရေးအဖွဲ့ကအဆိုပါဖွားသည်တမတ်သည့်ဆိုင်ငံတွင်ရောင်းချသူမဟုတ်ပဲလမ်းဘေးပြန်ကြရောင်းချသူဖြစ်တဲ့အတွက်ဒါဝင်ယူဖြည့်ရှင်းပေးနိုင်မည်မဟုတ်ကြောင်းညှင်းဆိုခဲ့တယ်။သို့တော်လည်းဒါနာငဲညာသောအဖြစ်ယူနာကြီးအဖြစ်ငွေကျပ်9သိန်းသာပေးရခဲ့ကြောင်းလည်းသိရှိရပါတယ်။စီပင်းထို့သောတာဝန်မဲ့ပြောဆိုမှုပေါ်ဒေသူဒေသများနဲ့မြို့ကန်များကြားဝေဖန်မှုများပြင်းထန်စွာဖြစ်ပေါ်လျက်ရှိကြောင်းလည်းသိရပါတယ်။ဈေးကောက်ကိုတော့နေ့စဉ်ရက်ဆက်ကောက်ခံနေပြီးဒီခုလိုအသက်အန္တရာယ်ဖြစ်လာတဲ့အခါကျမှလမ်းဘေးရောင်းလို့တာဝန်မယူနိုင်ဘူးဆိုတာတဘာဝမကျပါဘူး။ဈေးအတွင်းမှာရှိတဲ့တတိုင်းရဲ့အပင်တွေကိုကြိုတင်ထိမ့်သိမ့်ဖို့စီပင်မှာတာဝန်ရှိတယ်လို့ဒေသခံဈေးတဲ့တူကပြောကြားပါတယ်။ပသိမ်မြို့နယ်စီပင်သားယာရေးအဖွဲ့မှတာဝန်ရှိသူများသည်အထက်အရာရှိများနဲ့စကောင်စီခန့်အပ်ထားသည့်ဒိုင်းဝင်ကြီးချုပ်အေးကျော်၏မျက်နှာရရှိရေးအတွက်အပေါ်ယံလုပ်ငန်းများကိုသာဦးစားပေးဆောင်ရွက်နေပြီးအမှန်တကယ်လိုအပ်နေသည့်မြို့အောက်ခြေပြည်သူများ၏ဘေးရန်ရဲ့ကင်းရှင်းရေးနှင့်လိုအပ်ချက်များကိုဒီရောက်လှုပ်ဆောင်ပေးခြင်းမရှိကြောင်းအဆိုပါဖြစ်စဉ်ကသက်သေပြနေလို့မြို့ကန်များကထောက်ပြပြောဆိုနေကြပါတယ်။အေယာရီတိုင်းတွင်ထူးခြားဖြစ်စဉ်သတင်းများကိုနေထူးတပ်ဖွဲ့ပသိမ်မှနေ့စဉ်တင်ဆက်ပေးနေပါတယ်ခင်ဗျာ။